ကဘာပေါ်မှာအချစ်စရာအကောင်းဆုံးအနူးညံ့ဆုံးတတဝါတွေထဲကတကောင်နှက်ပြောရင်ယုံလေးတွေကိုချန်ထားလို့မရပါဘူးသူတို့ရဲ့မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့နားရွက်ရှည်ရှည်လေးတွေကလူတိုင်းရဲ့အာယုံကိုဖန်ဆားနိုင်ပေမယ့်ဒီအကောင်လေးတွေဟာကျွန်တော်တို့မသိသေးတဲ့ထူးခြားတဲ့စွမ်းရည်တွေနဲ့ပြည့်နှက်နေပါတယ်ယုံများဤခန္ဓာကိုယ်ဖွဲ့စည်းပုံဒီရှင်သန်နိုင်စွမ်းကိုမြင့်တင်ရန်တဘာဝကဖန်တီးထားခြင်းဖြစ်ပါတယ်360 degree အမြင့်အာယုံယုံများသည့်၎င်းတို့ရဲ့ခေါင်းကိုမလွှဲပဲနောက်ဘက်နားရှိအရာဝတ္ထုများကိုပင်မြင်နိုင်စွမ်းရှိပါတယ်၎င်းတို့ရဲ့မျက်လုံးဖွဲ့စည်းပုံသည်ရန်သူများရဲ့ရန်မှာအနည်းတန်းသက်တည်ထားနိုင်ရန်360 degree နီးပါးကိုခီးရှုနိုင်ရန်ကူညီပေးပါတယ်အပူထိန်ချုပ်သောနာရွက်များသူတို့ရဲ့နားရွက်ရှည်ကြီးတွေကအတန်လွှိုင်းမှာကိုဖမ်းယူရန်ဒါမဟုတ်ပူနွေးသောရာသီဥတုနှင့်ခန္ဓာကိုယ်အပူချိန်ကိုထိန်းညှိပေးသည့်အရေးကြီးသောခရီးလာလေဖြစ်ပါတယ်အစာတောက်ဆိုင်ရာအယူဆမှာများကာတွန်းရုပ်ရှင်များ၏လွှမ်းမိုးမှုကြောင့်ကျွန်တော်တို့အများစုသည်ယုံများကိုမုံလာဥနီနဲ့တွဲဖက်မြင်တတ်ကြပါတယ်။သို့သောစိတ်ပါနှီးကြအချက်လက်များအရာယုံများတို့အတင်တော်ဆုံးနဲ့မရှိမဖြစ်လိုအပ်သောအစာမှာမျက်ချောက်ဖြစ်ပါတယ်။မျက်ချောက်သည်သူတို့ရဲ့အစာချေစီကိုကောင်းမွန်စေပြီးတသက်လုံးရှည်လာနေမြဲသွားများကိုတဘာဝအတိုင်းပုတ်တိုက်ဖြစ်ပါတယ်။မုံလာဥနီတွင်စခါရများပြားစွာပါဝင်သောကြောင့်၎င်းကိုနေ့စဉ်အဓိကအစာအဖြစ်မပေးသင့်ပဲတခါတခါအချိုးပဲအဖြစ်သာကျွေးသင့်ပါတယ်။ယုံများသည့်တိတ်ဆိတ်သောတရဆန်များကိုထင်ရတော့လေ၎င်းတို့တွင်ထူးခြားတဲ့စသွေးနည်းလမ်းများရှိပါတယ်။မြေကြီးပုတ်ချင်း thumping သူတို့ကြောက်လန့်သောအခါဒေါသထွက်သောအခါသို့မဟုတ်အခြားယုံတွေကိုတတိပေးလိုသောအခါ၎င်းတို့ရဲ့နောက်ခြေထောက်ဖြစ်မိဖင်ကိုအတန်ကျွဲကျွဲပုံလေးရှိပါတယ်။အမြင့်စွမ်းယုံအများစုသည်အန်ဒရယ်မှလွန်းမြောက်ရန်တနရီလွင်45မိုင်82ကီလိုမီတာအထိအရှိန်အဟုန်ပြင်းပြင်းဖြင့်ကွေနိုင်စွမ်းရှိပါတယ်။နောက်တစ်ချိန်ချစ်စရာကောင်းသောယုံလေးတစ်ကောင်ကိုမြင်တွေ့ရသောအခါသူတို့သည်ချစ်ဖို့ကောင်းယုံတာမဟုတ်တဘာဝသာရာ၏အမခန်းစွမ်းရည်တွေနဲ့ပြည့်နှက်နေသည့်ထူးခြားသောတတ္တဝါများဖြစ်ကြောင်းသတိရလိုက်ပါတယ်။